တကမ္ဘာလုံးကစောင့်ကြည့်ဖို့ခက်ခဲနေတဲ့တရုတ်နိုင်ငံရဲ့လျှို့ဝှက်စမ်းကြယ်မြေအောက်ခံတက်မြို့တော်ကြီးတရုတ်နိုင်ငံရဲ့တောင်တန်းကြီးတွေနဲ့တဲကန်နေရတွေရဲ့အောက်ဘက်မိုင်ပေါင်းများစွာအနက်မှာတော့တကမ္ဘာလုံးကထောင်လိုင်းရဲ့ဂျိုးတုတွေတောင်ထိုးဖို့မကြည့်နိုင်တဲ့အေယာမမြေအောက်စီမံကိန်းကြီးတစ်ခုရှိနေတယ်ဆိုတာပြည်သက်ကြီးတို့သိပါလားရှင်ဒါဟာရိုးရိုးမြေအောက်ခန်းတစ်ခုမဟုတ်ပဲနျူကလ িয়ার စစ်ပွဲကိုတောင်အန်တုနိုင်မဲ့တရုတ်ရဲ့မြေအောက်ငကားခံတက်ကြီးတစ်ခုဖြစ်နေတာပါကမ္ဘာအင်အားကြီးနိုင်ငံတွေဟာသူတို့ရဲ့စီးလွှဲချက်တွေကိုဖုံးကွယ်ဖို့ကြိုးစားလေးရှိပေမဲ့တရုတ်နိုင်ငံရဲ့မြေအောက်စီမံကိန်းတွေကတော့ခံမှန်းရအခက်ခဲဆုံးနဲ့အကြီးမားဆုံးအခြေအနေမှာရှိနေပါတယ်ဒီစီဇန်လေးကတော့ခန္ဓာကိုယ်အစိပ်ပိုင်းပေါင်းစုံကိုပေါင်းစပ်ထားတဲ့သို့မဟုတ်နည်းပညာနဲ့စီးရေးဗျူဟာပေါင်းစပ်ထားတဲ့တရုတ်နိုင်ငံရဲ့ခံမှန်းမရတဲ့မြေအောက်စီမံကိန်းကြီးအကြောင်းပဲဖြစ်ပါတယ်သိပ္ပံပညာရှင်တွေနဲ့စီးရေးလေ့လာသူတွေကဒီစီမံကိန်းကို Underground Great Wall ဒါမှမဟုတ်မြေအောက်မဟာတတိုင်းကြီးလို့ခေါ်ဝေါ်ကြပါတယ်ရှင်အမေရိကန်ထောက်လှမ်းရေးတွေရဲ့ခံမှန်းချက်အရဒီမြေအောက်ဥမြင့်လှိုင်ကောင်းကွင်းဟာမိုင်ပေါင်း3000ကျော်9000ကီလိုမီတာခန့်ရှည်လျားတယ်လို့လည်းဆိုပါတယ်။ဒါဟာတရုတ်နိုင်ငံရဲ့တစ်ဖက်ကနေတစ်ဖက်ကိုမြေအောက်ကနေသွားလာနိုင်တဲ့အထိကျယ်ပြန့်လွန်လာတာပါ။ဒီစီမံကိန်းကိုဘာကြောင့်တိစောက်ခဲ့တာလဲဆိုရင်တော့အဓိကအဖြစ်နျူကလ িয়ার တံပြန်တိုက်စစ်အတွက်ပဲဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့အစစ်မြစ် ballistic ဒုံးကျည်တွေကိုရန်သူတွေမသိအောင်မြေအောက်လှိုင်ကူတွေထဲမှာလှည့်လည်တည်ယူပို့ဆောင်နေတာဖြစ်ပါတယ်။ဂျူဒူတွေကနေစောင့်ကြည့်တဲ့အခါဒုံးကျည်တွေဘယ်နေရာမှာရှိနေလဲဆိုတာကိုလုံးဝမသိနိုင်အောင်ဒီဥမင်တွေကဖုံးကွယ်ပေးထားပါတယ်။ဒါဟာအမေရိကန်နဲ့အနောက်အုပ်စုတော်အကြီးမားဆုံးသောစိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်ရှင်။ဒါ့အပြင်ဒီမြေအောက်စီမံကိန်းကြီးထဲမှာစစ်သားထောင်ပေါင်းများစွာနေထိုင်နိုင်တဲ့မြို့ငယ်လေးတွေရိခါတိုးလောင်ရုံတွေနဲ့အစစ်မြစ်ကုတ်ကဲမှုဗဟိုဌာနတွေလည်းပါဝင်ပါတယ်။နျူကလ িয়ার စစ်ပွဲသာတကယ်ဖြစ်ပွားခဲ့မယ်ဆိုရင်တော့တရုတ်နိုင်ငံရဲ့ထိပ်တန်းခေါင်းဆောင်ပိုင်းနဲ့စစ်ဘက်ဆိုင်ရာအရာရှိတွေဟာဒီမြောက်ခံတက်ကြီးထဲမှာလာနဲ့ချီပြီးတော့ရှင်သန်နေထိုင်ရင်တံမြန်တိုက်စစ်တွေကိုစီမံခန့်ခွဲနိုင်မှာဖြစ်ပါတယ်။စီမံကိန်းရဲ့ခံမှန်းမရတဲ့အချက်ကတော့သူရဲ့အနက်ပါပဲ။တချို့သောနေရာတွေမှာမြေအောက်ပေပေါင်းထောင်ချီပြီးအနက်တာကြောင့်လည်းလက်ရှိကမ္ဘာပေါ်မှာရှိသမျှဘန်ကာဖြက်ဘုံတွေနဲ့တောင်ဖြက်စီးလို့မလွယ်ကူပါဘူး။တရုတ်ဆိုရဟာဒီစီမံကိန်းအတွက်ဘယ်လောက်ထိအကုန်ကြခံလဲဆိုတာကိုလုံးဝထုတ်ဖော်ပြောကြားခြင်းမရှိသလိုအဲ့ဒီအထက်ကိုဝင်ရောက်နိုင်တဲ့လမ်းကြောင်းတွေကိုလည်းအစစ်မြစ် AI စနစ်တွေနဲ့စောင့်ကြည့်နေတာဖြစ်ပါတယ်။ဒီနေ့ခေတ်အရှိအလဲပိုင်းစစ်ပွဲတွေပြင်းထန်နေပြီးအမေရိကန်နဲ့အီရန်တို့ထိပ်တိုက်တွေ့နေကြချိန်မှာတရုတ်ကဒီလိုမျိုးမြောက်စီမံကိန်းတွေကိုပုံမတိုးချဲ့လာတာဟာတကမ္ဘာလုံးအတွက်တော့စိုးရိမ်စရာဖြစ်လာပါတယ်။တကယ်လို့ကမ္ဘာစစ်ကြီးတာတကယ်ဖြစ်လာမယ်ဆိုရင်တော့ဒီမြောက်မဟာတိုင်းကြီးဟာတရုတ်နိုင်ငံအတွက်အကြီးမားဆုံးသောအောက်ကိုရဖြစ်လာမယ်ဆိုတာကတော့အသိအချပါပဲအချက်အဖြစ်ဆိုရရင်တော့တရုတ်နိုင်ငံရဲ့မြောက်စီမံကိန်းကတာမန်ကာကွယ်ရေးအတွက်တည်းမဟုတ်ပဲကမ္ဘာအာဏာကိုထိန်းညှိဖို့အတွက်တိတ်တဆိတ်တိစောက်ထားတဲ့လက်နက်ကြီးတစ်ခုလိုဖြစ်နေတာပါမြေမျက်နှာပြင်ပေါ်မှာမြင်တွေ့နေရတဲ့တရုတ်နိုင်ငံရဲ့အရှိန်အဝါထက်မြောက်ထဲကလျှို့ဝှက်ချက်တွေကပိုပြီးတော့ကြောက်စရာကောင်းနေနိုင်ပါတယ်ဒီဗီဒီယိုလေးကနေတဆင်တကမ္ဘာလုံးကစောင့်ကြည့်ဖို့ခက်ခဲနေတဲ့တရုတ်နိုင်ငံရဲ့မြောက်စီမံကိန်းကြီးအကြောင်းဘုဒ္ဓထဖြစ်ရရှိသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်။အခုလိုကမ္ဘာလေးရဲ့စမ်းကြယ်စီမံကိန်းတွေအကြောင်းနောက်ထပ်ဘာတွေသိချင်ကြသေးလဲဆိုတာကွန်မန့်မှာရေးပေးခဲ့ပါနော်။ဒီမြောက်ခံတက်ကြီးတဲ့မှာတကယ်ပဲလူပေါင်းသိန်းချီနေထိုင်နိုင်တယ်လို့ရောပြည်သက်ကြီးတို့ယုံကြည်ကြပါသလားရှင်။ဗီဒီယိုလေးကို like and share လေးလုပ်ပေးဖို့လည်းမမေ့ပါနဲ့အောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။